ဆရာတယောက်ကြောင်းဘေးရင်ခန့်ဒီလိုဝင်သွားတယ်နောက်တစ်ခါကိုထပ်ဖြတ်ကြတယ်အထဲထဲမှာအဲကိုနဲ့အထဲထဲမှာဘာဖြစ်နေလဲအပြင်ကမမြင်အောင်အဲ့လိုပုံစံမျိုးလုပ်တာခုနဲ့တိုက်တယ်ကျမနှာခေါင်းနဲ့တိုက်တဖြည်းဖြည်းသူကျမနှာခေါင်းကိုသူနှာပါဇက်နဲ့စုပ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှပေးရှင်တဲ့ဗီဒီယိုဖိုင်လေးတော့ဒီဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုကတော့မိန်းကလေးတို့အရင်ကမှအရေးကြီးတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့မိန်းကလေးတယောက်ကဘေးတင်သွားမရင်ဘေးတင်ဆရာရဲ့နမချင်းမဆာမနောက်ရုံမောင်မှုတွေကိုပြပြထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့လိုက်ပါကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဟယ်လိုမင်္ဂလာပါဘုဟုတုတ္တရအောင်ပြောပြမယ်နော်နောက်လူတွေလည်းလူငယ်တွေလည်းဘုဟုတုတ္တရအဲ့တော့ဘေးချင်းဆရာတယောက်ကြောင်းအရန်နာမည်ကြီးတယ်ဒါပေမဲ့လူတွေကတော့သူ့ကိုအခုဆရာနဲ့အရန်ယုံနေတယ်ပေါ့နော်တချို့အမှန်တရားတွေကလေပြောပြလို့မရဘူးဘာဖြစ်လို့လဲသိတယ်လူတွေကအရန်ယုံကြည်မှုအားကောင်းနေတဲ့ခါကျကျမတို့ကဖမ်းထောက်ပြရင်ကျမတို့ကိုဝိုင်းပြီးအစဲခံမယ်ဒါပေမဲ့အမှန်တရားကကျမတို့သိနေတယ်မတ်ဇွန်နီလာထိပြောတာတွေကအဲ့ဒါအမှန်တရားတွေကျမကိုမစိမ့်နဲ့ကျမသိနေလို့ပဲကျမဘေးဆရာတယောက်အကြောင်းပြောပြမယ်နာမည်ကြီးအခုလဲနာမည်ကြီးဆရာနဲ့ကျမသူ့ပို့တွေတွေ့နေစိတ်ချမ်းမှာတော့လူလိန်အဲ့လိုပဲခေါ်နေတယ်အဲ့နဲ့ကျမပြောမယ်အဲ့ဘေးဆရာကျမကိုကြိုက်တဲ့ခါကျသူကသူ့ဘေးရင်ကောင်ကျမကိုခေါ်တဲ့ခါကျတော့ကျမຫນွေတွေကခေါ်တာမိုးစီကျမမရောက်တဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတညအိမ်မက်တယ်အိမ်မက်ထဲမှာသူယောဂီအပေါ်အောက်အညိုဝန်းဆက်ကြီးနဲ့လာတာအဲ့နဲ့ကျမလာတော့အိမ်မက်တော့တခါအိမ်မက်ထဲမှာဘာလဲမသိဘူးငါဒီဆရာကိုမတ်တယ်ပေါ့နော်အဲ့နဲ့ကျမဒီဆရာကျမကိုခေါ်ရလေကျမညီမတုံးမွေးတွေပြောပြတာဟဲ့ဘေဒီဆရာငါ့ကိုသူ့ဘေဒီငါ့ကိုခေါ်နေဆိုကျမညီမအမတွေကပြောတယ်ညီမတုံးမွေးတွေကအခင်နဲ့မသွားဘူးတဲ့ဘေဒီဆရာတွေခေါ်ရင်းနဲ့အဲ့လိုပြောတယ်ပြအဲ့နဲ့ကျမဘေးရင်ဆရာတိုင်းကိုစော်ကားနာမဟုတ်ဘူးနော်ကျမကိုတွေ့မှာကိုတွေ့စစ်အဲ့နဲ့အိမ်မက်တော့ရှိရင်ကျမလေးအင်းဘောဒီဆရာဘောအိမ်မက်တယ်နောက်နေ့ခွေးသာတော့ကြည့်တော့အဲ့ဆရာနဲ့တွေ့ရောလမ်းမှာသူဖုန်းနံပါတ်တောင်းကျမဖုန်းနံပါတ်ကိုသူတောင်းတယ်ကျမပေးခဲ့တယ်ကျမလာမင်းနေ့ကျရင်ပြောမယ်ပေါ့နော်ဆရာဖုန်းနံပါတ်လေးကျမပေးဆိုပြီးတော့အဲ့ဆရာကြည့်နေမှသူလည်းတရှိထင်သာရရှိသေးတယ်နာမည်ကြီးပဲအဲ့တော့ကျမအားနဲ့နောက်လာကုန်ပြီ3ရက်နေလာမသိဖြစ်ကျမပွားမနက်10နာရီတိုးရင်းလို့ရှင်းကိုပြောပြမယ်နော်မနက်10နာရီရောက်တော့ကျမတုံကင်နံပါတ်မဆောင်ချင်တဲ့ခါကြတော့ကျမပြောတယ်ကျမဆရာကျမတုံကင်နံပါတ်မဆောင်ချင်ဘူးကျမဖုန်းဆက်ပြီးပြောတယ်ရတယ်တဲ့ခွေးစာကျူးတဲ့ကောင်မလေးလို့ပြောပြီးဝင်လာခဲ့တယ်လို့ကိုကြကျမခွေးစာကျူးတဲ့ကောင်မလေးလာတယ်လို့ပဲပြောကြပေါ့ရှင်ပြောပြီးကျမအထဲဝင်တော့ကကြအဲ့ခါကျဘေးရင်ခန့်ဒီလိုဝင်သွားတယ်နောက်တစ်ခါကိုထပ်ဖြတ်ကြတယ်အထဲထဲမှာအဲကိုနဲ့အထဲထဲမှာဘာဖြစ်နေလဲအပြင်ကမမြင်အောင်အဲ့လိုပုံစံမျိုးလုပ်တာအဲ့နဲ့ဝင်တော့ကျမဘေးရင်မေးပြီးတော့ကျမပြန်ထွက်ပါပေါ့နော်ပြန်ထွက်မှသူကဘာပြောလဲဆိုတော့မပြန်နေဘူးနဲ့သူ့ရှေ့ကိုလာထိုင်နဲ့ကျမပြောပြမယ်အဲ့နဲ့သူ့ရှေ့လာထိုင်ဆိုတော့ကျမဦးချုံညောင်နဲ့ပေါ့သူ့ရှေ့မှာကျမဒူးလေးထောက်ပြီးတော့သူကဘာလဲဆိုတော့ကျမကိုမျက်မှန်ချိုးတယ်မျက်မှန်ချိုးဆိုတော့လေကျမကဦးကြောင်နဲ့ပေါ်ရှိမျက်မှန်ချိုးလိုက်တာပေါ့မျက်မှန်ချိုးပြီးတော့အဲ့ဒါနဲ့သူ့ရှိမှကျမပစစ်လေးတုပ်ပြီးသူကကျမလက်နှစ်ဖက်ကိုယူပြီးတော့မန်းမှုတ်လိုက်တယ်ဘာလို့မန်းမှုတ်လိုက်လဲတော့မသိလက်နှစ်ဖက်စလုံးတော့ပူဆင်းသွားကြီးနောက်ပြီးတော့သူကဘာလုပ်လဲဆိုကျမနှာခမ်းကိုဆေးမဲတွေနဲ့တူတယ်ပတင်းနေကဆေးမဲတွေနဲ့တူပြီးဘာလုပ်လဲဆေးမဲတွေနဲ့တူပြီးဘာလုပ်လဲဆိုတော့ရှင်သူကကျမဒီလိုဒူးထောက်ပြီးထိုင်နေတာကိုသူကကျမမျက်နှာကိုဆွဲယူသွားတယ်ဆွဲယူပြီးတော့သူနှစ်ဖူးနဲ့ကျမနှစ်ဖူးကိုတိုက်တယ်သူနှာခေါင်းနဲ့ကျမနှာခေါင်းကိုတိုက်တယ်တိုက်ပြီးတော့ရွတ်တာရှမ်းလို့ရွတ်တာဟိုဒီမဟုတ်ဘူးဒီဖျားစာမဟုတ်ဘူးရှမ်းဘာသာဒီနဲ့ရွတ်တာရွတ်ပြီးတော့ဘာလုပ်လဲဆိုတဖြည်းဖြည်းသူနှစ်ဖူးနဲ့တိုက်တယ်ကျမနှာခေါင်းနဲ့တိုက်တဖြည်းဖြည်းသူကျမနှာခေါင်းကိုသူနှာပါးစပ်နဲ့စုပ်တဲ့ခါကျပထမလူကကြက်သေးသွားတာပေါ့နော်သူဘာလေးကိုဘေးဒီစီကငါ့ကိုဘာလုပ်တာလဲပေါ့နော်သိသွားပြီနောက်ကြတော့ဘာဖြစ်လဲတမိနစ်လောက်ငြိမ်ကြတော့လူကငြိမ်နေကြတော့နောက်ကြကျမဘာဖြစ်လဲဆိုအဲ့မှာကျမအသိခွင်လာဒိန်းဆိုပြီးတော့ငါဘာတိလာကျူတော့မယ်ငါတသိဆန်ကြီးကျွေးနေတာအလားကငါဒီပထန်ချန်ကြီးရွတ်နေတာအလားကဒီဟာကငါဘာတိလာလုံမရမှာပေါ့နော်ဒီခွေးစားလှူတာတွေဒီပထန်ချန်ကြီးရွတ်တာတွေကကျမအဲ့ချိန်မှာငါဒီအချိန်ကိုငါဘလို့ရုံထွက်ကားမလဲခေါင်းထဲကနေဒိန်းဆိုကျမအဲ့မတိုင်နေကျမဘာရွတ်လဲဆိုဟိုဒီဖျားကုန်တော်ဒီအရဟံတမန်သမုဒ္ဒဝိဇ္ဇာဆရာနာတမန်တော်အဲ့ဒါတွေကဒလစီရွတ်အဲ့ချိန်မှာကျမခေါင်းထဲမှာဖျားစာပဲရှိတော့အရဟံတမန်သမုဒ္ဒဝိဇ္ဇာဆရာနာတမန်တော်သူအဲ့ဒါကျမနှာခမ်းကိုသူနှာခမ်းနဲ့စုံတာကျမမခံစားနိုင်ဘူးဒီမှာဖျားစာစုံနေတာသူကစိုးနေနေကျမငါဘလို့လုတ်ကမလို့ကျမမျက်နှာကိုလွှဲချတာရှိသူကျမကိုနမ်းနေကျမမျက်နှာလွှဲချ
လွှဲချလိုက်တဲ့ခါကျသူကဘာပြောလဲဆိုတော့ကျမကိုပြန်ထိုင်ပြီးဘာပြောခိုင်းလဲဆိုသူ့လက်နှစ်ဖက်နဲ့ကျမလက်ဖက်နှစ်ဖက်ကိုတက်ချရောဟိုပီယာကြောတွေပွင့်နေဟိုကြောတွေပွင့်နေဒီကြောတွေပွင့်နေဆိုကြောတွေဖွင့်နေတယ်ရှင်ဒါပေမဲ့ကျမကဘာအကြောမှပွင့်မလာတဲ့အခါကျတော့သူကဘာလို့သူ့ကိုလည်းပြန်ဖတ်ထားပါဦးနဲ့ကျမရောငါဒီဘေးငန်းနေရမြင်ထွက်ပြီးရောနော်ပြီးရောဆိုဖတ်ပြီးကျမဘာပြောလဲဆိုခလေးကျမသားအကြောင်းသွားကြည့်တော့မယ်ပြန်မယ်ဆိုကျမအိမ်ပြန်ချလာလမ်းကြတော့ကိုကလည်းပထမဒီလိုမျိုးတစ်ခါမှလည်းမကြုံဘူးတော့ကျမအမကြီးမာကြီးအခိုင်ကိုဖုံးနှဆက်တာပေါ့နော်မာကြီးအခိုင်ဒီလိုပဲဘေးလေးစရာတော့ကျမကိုနန်းထုတ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပြောပြီးတော့အဲ့လိုပဲဆိုဟဲတဲ့အောင်ငိုစရာကျမအင်ကြတော့လေအမေတို့ကိုပြောပြပါပေါ့နော်အမေတို့ကသမီးရဲ့တဲ့ဒါတဲ့သူစေတနာအတိုင်းပဲပေါ့နော်ယောက်ျားကိုလည်းတခါလေတင်မောပေါ်မှာယောက်ျားကျမဖုံးနဲ့လမ်းတိုင်းယောက်ျားကြီးလို့ငါဘေးလေးတော့မိတာဘေးလေးစရာကျမကိုငါ့ကိုနန်းထုတ်လိုက်တယ်သိလားတော်သေးတာပေါ့ကျမအမျိုးသားဒီစိတ်ဘောဓာပြည့်တဲ့မျိုးသားဖြစ်နေလို့ပေါ့နော်အဲ့ဒါနဲ့ तू ကနောက်ရက်ကျတော့ဘိုင်ဘာကနေခေါ်တာ तू ကကျမဖုန်းနံပါတ်ကိုသိသူစီလာဆိုတော့ကျမပြောရည်တယ်လေသူစီလာခဲ့ဆိုတော့ကျမပြောတယ်ကျမလို့ဆရာလို့ကျမတစ်ခါပဲအလိန်ခံမယ်လို့နှစ်ခါအလိန်မခံဘူးလို့ပထမတစ်ခါ तू ဒီဘေဒင်သွားပြန်ကျမကိုနန်းထုတ်လေဒုတိယတစ်ခါ तू ဘေဒင်ကန်းကိုကျမတော့ကျမဘာဖြစ်သွားမလို့စဉ်းစားကြည့်လေအဲ့ဒါနဲ့ကျမမသွားဘူးပေါ့ရှင်သွားရင်ဘာဖြစ်မလဲကျမအဲ့ဘေးရင်ဆရာမရဖြစ်တော့မှလေအဲ့တော့ကျမဘာကိစ္စသွားမှာလို့သူကျမကိုဘေးရင်ဟောမယ်ဆိုပြီးသူကျမကိုညာပြီးနမ်းသွားတာလေဟုတ်တယ်မလားအဲ့တော့ကျမဘာကိစ္စသွားမှာလို့မသွားဘူးရှင်မသွားတော့ဘာဖြစ်တယ်လို့သူလိန်နာကြီးမပေါ့ဘူးလားပေါ်တဲ့ခါကျတော့ तू ကကျမကိုလှုပ်တာအဲ့ဘေးရင်ဆရာဘလူးဆောင်တာဘလို့သိတယ်ဆိုတော့ကျမဒီနေ့ရင်တစ်ချက်ဆိုရင် तू လုံနေပြီကျမဒီမှာဘလို့စိတ်ဆန္ဒဖြစ်လဲဆိုကျမယောက်ျားတစ်ယောက်နဲ့နေခြင်းလို့စိတ်ဆန္ဒဖြစ်တာစိတ်ဆန္ဒဖြစ်လာနှိကင်းတစ်ချက်ပုံမှန်တော့နှိတိုင်းနှိကင်းတစ်ချက်ဆိုတာအဲ့ဒါကျမရဲ့စိတ်ကြွနေတဲ့အချိန်ကြွလာပြီဆိုတော့လေဘိုင်ဘာလေးကနေပတ်ခနဲ့ဆိုသူ့ပုံကြီးကိုပို့တယ်ကျမအုံအောင်လည်းသိတယ်ဒီလူကတော့ငါ့ကိုလုံနေပြီငါဒီကိစ္စကိုဖွင့်ချရင် तू ကျမမရမဖြစ်ဘူးလေမဖြစ်တဲ့ခါကျတော့ तू ကျမဖွင့် तू ပေါ်တော့မယ်လေပေါ်တော့ तू ကျမကိုလှုပ်တော့အဲ့လိုဖြစ်လာတဲ့ခါကျမဖက်ကနေဆိုပထန်းချင်ကြီးအရန်စွမ်းတော့ဖျားဝင်ရှိပြီးတာခါလဲစိတ်ကြီးတွေပူစော်ပထန်းချင်ထိုင်ရုပ်တဲ့အခါကျတော့ဒီတဏှာစိတ်ကကြွမဲ့နေရမှာပထန်းချင်ကြီးကိုဖျားကဝင်သွားတဲ့အတွက်တဏှာစိတ်မလာဘူးနေ့တိုင်းအဲ့လိုပဲတစ်ချက်ဆိုကျမသိပြီဖျားစိတ်ရှိကျမရောက်နေပြီပထန်းချင်ကြီးပူစော်နေကျမဒီကပထန်းချင်ကြီးနဲ့ပြန်တိုက်အဲ့နဲ့ကျမဘာဖြစ်လဲဆိုကျမဆရာတော်စီပြီးတာဆရာတော်ရှိအောင်မှာပေါ်တာပဲသမီးကိုတဲ့သူကသမီးကိုကြိုက်တဲ့အခါကျတော့ဘာနဲ့လှုပ်လိုက်တယ်ဆိုရှမ်းနဲ့ပီယာနဲ့ရှမ်းနဲ့အောက်လန်းရှမ်းပညာနဲ့ပီယာစင်းနဲ့ပေါင်းပြီးတော့တိုက်လှော်လိုက်တာသမီးကိုအဲ့တော့တစ်ချက်ပေါ့နော်ဒီဒကမာကြီးကဆရာတော်ကပြောတယ်ဒကမာကြီးတတိအရန်ကောင်းတယ်ဒကမာကြီးမှစောင့်နေတဲ့အဆောင်အရန်ကောင်းတယ်ဒီခွေးကကျွေးတဲ့ကုစုတွေရတယ်လိုက်နေတယ်ပေါ့နော်အဲ့တော့ကြီးမားဘာမှမဖြစ်သွားတာအဲ့တော့ तू ကကျမကိုလှုပ်တတ်တယ်ကျမကတစ်ဖက်က तू လှုပ်နေတဲ့အချိန်မှာကျမထန်းချင်းကတစ်ဖက်ကရမ်းရွတ်အဲ့တော့ तू ကျမကိုတစ်ချက်နေကင်းတစ်ချက်တိုက်ပြီးဆိုကျမလည်းဖျားစင်ရှိရောက်သွားပြီနောက်ကြဘာဖြစ်လာသည်ဆရာတော်ကလေအဲ့မှာဒီရှမ်းပညာကျမတို့အောက်လန်းထဲမှာရှမ်းအမြင့်ဆုံးလို့ပြောတယ်ဒါပေမဲ့ तू ကျမကိုမနိုင်တဲ့ခါကျဘာဖြစ်လာလဲဆိုအဲ့ဒါလေ तू မတိုးဆရာတော်ကတစ်ခါရေမန်းနေပါလေတတ်ချဒီ तू ကဒီစေးနှခမ်းမှာစေးမဲတုတ်လိုက်တာဒီပီယာဈေးကကျမကိုယ်ရဲ့ဝင်ပြီးပြန်ချီရပြီလေဆရာတော်ကကျမကိုရေမန်းနေပါလေတိုက်နောက်ကြဘာဖြစ်လို့တစ်ဖက်လောက်ဖျားတာမှလေလေချောင်းဟလိုက်တာနဲ့ပွေးတွေပါဆရာတော်လဲကုတယ်ကျမပထန်းချင်ကြီးရွတ်တယ်ဒါသူကတော့ကျမကိုအောက်လန်းနဲ့တိုက်ပြီးတတ်တာကျမမသေးတာပေါ့နော်အဲ့ဒါကျမအားလုံးကိုဘဟုတုတ္တရအောင်လာပြောပြတာအဲ့တော့ဘေးဆရာကြီးတိုင်းကိုလည်းမယုံပါနဲ့ဘေးဆရာတိုင်းကိုပြောတာမဟုတ်ဘူးပေါ့နော်တချို့ဘေးဆရာကြီးအပြူလေးတွေသတိထားပါဒါကျမကတော့ကိုတွေ့ပေါ့နော်ဘေးဆရာ